ရှင်မင်းကြီးကမှ14ရက်6လပိုင်းမှာစာရုပ်ချုပ်ပြီးတော့ကိုတို့လော်တောင်မှာဖြစ်နေတဲ့ဖြစ်ပျက်တွေနဲ့ပြောပြရတော့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အဲ့14ရက်6လပိုင်းနောက်ပိုင်းကိုစာချုပ်ချုပ်ပြီးတဲ့အချိန်ကာလမှာသူတို့စာချုပ်နဲ့မညီညွတ်ပါဘူးခင်ဗျာအချက်အလက်တွေကအကုန်လုံးကွာဟနေပါတယ်ဘလို့တွေကွာဟတယ်ဆိုတော့ပြောပြရတော့သူတို့ဒီအချက်လက်ထဲမှာကတော့ကျွန်တော်တို့ရေးဆွဲထားတဲ့အချက်လက်တွေကတစ်ချက်မှမရှိပါဘူးခင်ဗျာယခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုင်စင်တက်တန်းနေရ4လတက်တန်းသူတို့အဲ့ဒါတွေလှုပ်ရှားနေပါတယ်ခင်ဗျာကျွန်တော်တို့ကလက်သက်မခံနိုင်ပါဘူးဟုတ်လက်သက်မခံနိုင်ဘူးနောက်တော့ကိုတို့ဟိုဒီမှာလောကကိုင်းလာတာစီပိတ်ပင်နေရှိလားပြောပြရတော့တာစီပိတ်ပင်နေရတော့နေရာတကာကိုအကုန်ရှုပ်ချယ်ပြီးတော့ကျွန်တော်တို့လုံးလုံးလတ်လတ်ကိုသွားလာလှုပ်ရှားလို့မရပါဘူးခင်ဗျာကိုတို့ဒီဟိုအင်းနေအင်းတွေကို3-4ဦးတူးသေးပေါင်းကနေဆိုတဲ့ဥစ္စာလေးပြောပြရတော့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ခုလက်ရှိရတော့ကျွန်တော်ຫນွေတန်းစုံနှစ်ကဥကျော်စင်ပါခင်ဗျာကျွန်တော်တို့စီကိုစာသူတို့အမျိုးသားဖွဲ့ရဝင်လာတာကတော့ဒီခု3ဦး4ဦးကိုသူတို့ကအဲ့ဒါအကြီးစားတစ်လုံးအဲ့လိုဖောက်ခိုင်းပါတယ်ခင်ဗျာအဲ့လိုဖောက်ခိုင်းတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒါကိုဘယ်လိုနည်းမှမဖြစ်နိုင်လို့လက်သက်မခံနိုင်ပါဘူးခင်ဗျာဟုတ်ကဲ့ပါကိုတို့ဖြစ်နေတဲ့ဆန္ဒတွေရောနောက်ဆုံးအနေနဲ့ဘာပြောချင်လဲကျွန်တော်တို့ဖြစ်နေတဲ့ဆန္ဒကတော့ကျွန်တော်တို့ကတော့တအင်းတူးလင်အင်းတလုံးနဲ့ပဲသွားပြီးတော့ဘယ်လိုမှမရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့တတောင်လုံးရော်ရည်နစ်နာကြီးပဲကျွန်တော်တို့ကတော့ဆုံးဖြတ်ထားတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကို